ရဲ့ပေးမှတ်ပေါ့နော်ကပင်လိုက်တစ်ချင်းမှာအနိုင်ရရှိသွားတဲ့အစုံတွဲကတော့တားကြီးနဲ့နိုးတာဖြစ်ပါရဲ့ဖြစ်စီပါရရတော့ပြီးတော့ဘာတဲ့တာဒီမှာရလင်းလင်းစီပါ165မှတ်နဲ့10မှတ်ပါပေါ့နော်အနိုင်ရရှိသွားတဲ့သူကတော့ရုံးဝင်ဖြစ်ပါလေဘာလဲဒီတဲ့အဲ့ဒီအနည်းတော့ကျွန်တော်ကောင်းမွန်ဆုံးအောင်ကျွန်တော်တွေ့လို့လည်းအားလုံးပါဟုတ်တယ်အဲ့တော့သူ့ကိုကျွန်တော်ခေါ်ပေးမှာဖြစ်ပါတယ်ဘယ်သူချိန်ပါလဲဒီမှာလဲကျွန်တော်စကားလေးလေးဦးပြောတယ်ပဲစကားလေးလေးဦးနော်တဲ့ခိုက်တို့ရတဲ့တာပြုမှုတိုင်းမှာနေတဲ့တို့ရပေါ်ကအများအားသက်ရှင်ကျင့်ကြံရမှာနေထိုင်တဲ့ပြည်လုံးပါမယ်ထွေဆောင်ပါမယ်ရှင်းရှင်းပါမယ်ရမြင့်ပါမယ်လေးဦးကဲဘယ်သူဖြစ်မလဲမဟုတ်လားနေတဲ့တို့ဘာတဲ့နှလုံးလေးဦးစကားလေးလေးကဲပြောကြည့်ပါဦးကြည်ကြလေးမြေသားတဲ့မှာခွင့်ရချင်းနဲ့ချစ်တွေ့ထားမယ်တွေ့မြင်စဉ်းစားတွေ့ပေါ်တဲ့ချင်းစိတ်တွေချသွားလာတဲ့ချာချင်းပေးမှချင်းနဲ့တို့ရတဲ့တာလေးချစ်စီကောင်းမှုနဲ့တို့ဆံများကတော့ကြည့်တယ်မှာတွေ့နေပြီးနေကြရမယ်ယူပြီးဘုံတို့ကတဲ့တို့ရဘွားတွေနဲ့ဒီဆောင်မယ်ထွေဆောင်ပါလေဒီဘုံကကြည့်တဲ့ပါလာတဲ့ခါစကားပြောချင်းချစ်ကြံချင်းကဒီဆောင်ဆရာဖို့ရလင်းဖြစ်စီမဆုကိုရရှိသွားသူကတော့ဒီကဘာတဲ့လင်းလေးဖြစ်စီပါဖယားတော်ပြီးတော့ဘာတဲ့တာဒီမှာလင်းလင်းစီပါကြည့်ကြပါဦးကြားဦးဖြစ်လို့ဖြစ်ပါလေဒီမောင်စကူလို့ခေါ်ပေးပါလေကျွန်တော်တင်သွားတယ်ကျေးဇူးမှာဖြစ်ပါလေဒီမောင်ချစ်ကြလို့လားဟုတ်ကဲ့တရှိဦးရှိတယ်မဆုလည်းစုံနေတယ်ပေါ့နော်ပြတော့တော့တော့နည်းနည်းအဆုံးရတယ်ဘောင်းနေဆိုဆက်လက်ဆုံးဆုံးလေးနဲ့ကောင်းဆုံးကျူးစားပေးတဲ့ကိုချိန်လာဒီတိုင်းတော့ဘူးပေါ်လို့မဆန်တော့ဆိုရှင်းရှင်းရဲ့ယာနေရဲ့ခင်မေးရဲ့နော်တုံးပေါ်လာနော်အဲ့တော့အဲ့မှာအကောင်းဆုံးတက်ရှင်းတက်မှုရှိဆုံးနဲ့စံပြနှုတ်ဖြစ်ကျွန်တော်တို့တူဝေးချင်တော့ဖြစ်ပါလေဘယ်လိုဖြစ်မှာလဲဒီတော့မှာပါပါလေရှင်းရှင်းပါဒီခါတော့ကျွန်တော်ဒီကနေ့မှာကျွန်တော်စီကချက်73ချက်နဲ့ဒီကနေ့ကိုလည်းပတ်နေတာဖြစ်တယ်ပေါ့နော်အဲ့ဒီနေ့မှာနေ့တိုင်းမှာတစ်ချက်လေးတွေရှိတယ်ပြောက်ပြီးကြောက်ရှိရှိတယ်ပေါ့နော်ကျွန်တော်စဉ်းစားမိတယ်၄ရက်တော့၅ရက်တော့မှကျွန်တော်ဒီကနေ့မဖြစ်တော့ဘူးအားလုံးလိုတော့ဖြစ်တာကြီးနေပေါ့နော်ဒီခုမှတူထီးကြအဲ့တော့တင်နန်းတစ်လျှောက်လုံးမှာဖြစ်တာမထီအောင်နေတော့တယ်လူတော့ကျွန်တော်အတိအမှပြုပေးနေတယ်ပေါ့နော်သူတို့တန်ဖိုးကြီးရဖြစ်တယ်တန်ဖိုးကြီးရပုံနဲ့အတိအမှပြုရတယ်ကျွန်တော်လက်ဆောင်လုပ်ပေးချင်တယ်ပေါ့နော်အဲ့ဒီကိုလည်းကျွန်တော်လူ9ဦးတော့ဖြစ်တာလုံးဝအကျဉ်းလုပ်တဲ့လူ9ဦးရှိပါတယ်ဒီတော့တရားကို1000ကောက်ပါတစ်ခါစီ1000ကောက်တယ်နော်အဲ့မှာအားလုံးပေါင်း15ရောက်တော့ပေါ်လာပါနော်သူတို့အလူရှင်တွေပေါ့နော်ဒါတော့ကျွန်တော်တို့ဒီနေ့မှာဒီဆမတ်တို့ဘာဖြစ်နော်ကျတဲ့ပေးကြမှာပေါ့နော်။ဘာမှစမပန်းပြနေစမလက်စားဖြစ်ပေးစီလိုပါလေ။သူငါးဦးကတော့ဒီခါရဲလာယူပေးစီတယ်နော်။ဘောင်ချစ်ထွေးမရှင်းရှင်းမေလစီနင်းစီရန်ဝင်းစီရန်ငါ့ဦးဖြစ်ပါလေ။ကတော့ဒီနေ့အောင်ဒီဘုံကတဲ့ထဲမှာဘယ်လိုရလဲ။အားလုံးပြည်နေရနေ။ဘောင်းဆောင်ပြီးတယ်ဒါပြည်နေကခေါင်းဆောင်လုံးကိုတစ်ဆက်တည်းခေါ်အပ်ပါတယ်။ဒီလက်ကိုကြည့်ရအောင်။စလုံးအဖေပူဇာ။ Okay ဒီစုကတော့ကျွန်တော်ပဲပြလိုက်ပြီ။ခုချိန်မှာတော့ဒီကျွန်တော်တို့ဒီတော့ UK ရဲ့ဖွဲ့လိုက်ပါတော့။ဒီကျွန်တော်အပြာတဲ့ဒီဆိုမှသတင်းဖွင့်လာတယ်မှာစုစုပေါင်းအားလုံးရမှတ်တွေဘက်စုံမှာကြည့်ပြီးမှနော်နေ့စဉ်ပေးရမှတ်တွေရှိတယ်ဒီမောပေါ်ကြည့်ပြီးရမှတ်တွေရှိတယ်ကဲလီမှာတို့မိဖို့ကြောင့်မှအဖွဲလုပ်ကိုရခါမှာတို့မိဖို့ကြောင့်ပေးရမှတ်တွေရှိတယ်တင်တန်းချိန်မှာဆရာတွေခေါင်းဆောင်တွေကျွန်တော်တို့ခလို့ကျွန်တော်တို့ပေါ့နော်ပေးရမှတ်တွေရှိတယ်အားလုံးပေါင်းမှ group line မှာအနိုင်ရရှိသွားတဲ့အသိကိုတော့အားလုံးသိပြီးမှဖြစ်ပါတယ်။ဒီအသိနဲ့
ဟုတ်ပါတယ်ကျွန်တော်ချိန်ဆွဲတော့မလာကြည့်တယ်ရှိလက်ပို့ဆောင်ကောင်းကြီးပေးခဲ့တဲ့လူကြီးတို့ချီးမွမ်းတယ်။ဆန္ဒပြမကျွန်တော်ရဲ့အသက်တာကိုတော့လက်ဝဲလို့ဆက်ကကြပါတယ်။ကိုရောလမ်းပြတဲ့ပို့ဆောင်ကောင်းကြီးပေးပါ။ဂျေဇုတော်ဘောကိုချီးမွမ်းတဲ့ယေရှုနာမဖြင့်ဆုတောင်းဆက်ကအနန္တအိနေယာမှာယန္နာကြပါဖျားခင်။အာမင်